အားလုံးပဲမင်္ဂလာပါရှင်။ So Whisper ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။အခုတခါဖတ်ပြပေးသွားမှာကတော့စာရေးဆရာမဂျူရီတဟားတဲ့တစ်ပင်နဲ့ဒူတော်မိန်းမဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်။နားဆင်ခံစားပေးကြပါအောင်ရှင်။ဒီဝတ္ထုတော်လေးကိုဖတ်ပြခွင့်ပေးဖို့စာရေးဆရာမဂျူအားဒီစားစွာပန်ကြားပါတယ်ရှင်။တစ်ပင်နဲ့ဒူတော်မိန်းမသူမရဲ့အတူဘက်ကိုကျွန်တော်လိုက်ပါပို့ဆောင်ခဲ့သည့်အတွက်မိတူးမှမအံ့ဩကြပါထို့ပြင်မိတူးမှလည်းကျွန်တော်ကိုထူကြပြီးသတိမထားပါသူမရဲ့အတူပါဒီကျွန်တော်တို့မျိုးရင်တော့အစီကားဆုံးအတူပါဖြစ်ပါသည်သူကမတေဆုံးမီညနေကမူကျွန်တော်သူမကိုနောက်ဆုံးမြင်တွေ့ခဲ့ရသည်ဒီအမြင့်တွင်နေတော့တစ်ပင်တစ်ခုကဲ့သို့အမြဲတမ်းလိုဗရင်ပေါက်အနီးစပွဲမှာထိုင်နေတတ်တော့သူမထုံညနေကတော့ခြံထဲဆင်း၍မတ်တက်ရက်ရှိခဲ့သည်သူမ၏စပင်မမှာအညိုရောင်လိုင်းမအဖြစ်နောက်ကျောစီတွင်ကျနေ၏ကျွန်တော်ရှိရာခြံဝန်းအပြင်ဘက်သို့လဲကြည့်လိုက်တော့မျက်လုံးများမှာရခင်ကလိုလောကအပေါ်ဆူဆန်းမှုစိတ်ဝင်စားမှုအံ့ဩမှုများလုံးဝမပါဝင်တော့ပါသူမနဲ့ဝန်များ၏နက်ဆိုင်သောအတိတ်ဘယ်တို့ကိုပစုံတရားကဖျက်ဆီးပစ်လိုက်ပြီထိုစုံတရားဒီကျွန်တော်တို့မြို့လေးလားသူမဤခင်မွန်းတယ်လားသူမဒီတာတည်နိုင်ပေးလိမ့်မည်သူမဤခင်မွန်းနေထိုင်ရာကျွန်တော်တို့မျိုးတို့သူမပထမဆုံးလိုက်ပါလာဒီနေ့မှာပဲသူမကိုကျွန်တော်တင်ញင်ခဲ့ရပါသည်သူမဤခင်မွန်းဒီကျွန်တော်တို့မျိုးတွင်ထင်ရှားသောစာရေးဆရာတယောက်ဖြစ်သည်စာရေးဆရာကတော့အသစ်စက်ကလေးဒီဘလို့ပုံစံရှိမှလိမ့်မည်လို့မျိုးဒီမျိုးတာအလုံးကစိတ်ဝင်စားနေကြခြင်းတွင်ကျွန်တော်ဒီသူမကိုပထမဆုံးအနီးကအကဲခတ်ခွက်ရသူဖြစ်သွား၏သူမတို့လင်မယားဒီအငါးကား၃စီးရထားသည့်အနက်ကျွန်တော်ကားကိုရွေးချယ်ခဲ့ကြတော့ကြောင့်ဖြစ်ပါသည်သူမကိုစတင်မြင်တွေ့ရခြင်းကလေးကကျွန်တော်ဘဝတွင်ကြီးနှံ့ရောက်ရမှုများကုံဆုံးသွားပြီဖြစ်ကြောင်းကျွန်တော်ရိပ်မိလိုက်ပါသည်ထိုနေ့ကသူမဘာဝတ်ဆောင်ထားသလဲကျွန်တော်သတိမထားမိပါသူမ၏ခန္ဓာကိုယ်ဖွင့်သွားသလားအချိုးအစားနာကြလာပါသလားကျွန်တော်သတိမထားမိပါကျွန်တော်ဒီလိုက်ဒီကသူမဤလာပါနဲ့နေတော့မျက်လုံးများတာဖြစ်သည်ကျွန်တော်တွေ့ဘူးသမျှမိမများတဲ့မျက်လုံးအလားဆုံးမိမဖြစ်၏ကြီးမားရွှင်လဲပြီးအတိညာမျက်မားတူ၏မျက်လုံးများဖြစ်သည်လောကဤမြညာမှုများရုပ်ရင်ကြံတတ်မှုများပိစက်မှုများကိုထွန်းဖောက်အကဲခတ်နိုင်သူတူ၏မျက်လုံးများဖြစ်သည်ထိုမျက်လုံးများသည်ကျွန်တော်ကိုတိမ်မွေးတော့ကြီးမြင့်မှုတစ်ခုဖြင့်ဖန်ဆာညှို့ယူလိုက်တော့အခါကျွန်တော်တန်တော်ငီးမောမိသွား၏စာရေးဆရာကထင်းရှူတစ်တာကြီးများကိုညင်ပြပြီးတခုခုပြောတော့မှကျွန်တော်ကုညီရန်တတိရသွားခဲ့သည်သူမတို့တွင်ပါတော့တစ်တာကြီး၃လုံးမှာလင်းလန်းလာတော့ကြောင့်ကျွန်တော်နဲ့အတူအလုပ်သမားကြီးတယောက်ကပါစာရေးဆရာကိုကုညီတက်ပိုးပေးခဲ့သည်စကားနေတော့သူမသည်ကားရှိခန်း၌ကျွန်တော်နဲ့စာရေးဆရာအကြားမှာတိတ်ဆိတ်စွာလိုက်ပါလာခဲ့လေသည်စာရေးဆရာကမြို့ဤအဒီတူနဲ့ပတ်သက်၍ပြောပြနေစဉ်သူမကခေါင်းလေးငိမ့်လျက်နားထောင်နေခဲ့သည်သူမ၏စပယ်များကြီးအညိုရောင်လိုင်းများကဲ့သို့ဝိဖွာရဲ့နောက်ကျောစီတွင်ကြာနေခဲ့သည်တစ်ချက်အညိုရောင်စပင်ခွေလေးတစ်ခုကကျွန်တော်ပါပင်များတို့လွင်ခနဲရောက်လာတတ်သည်ထိုအခါမျိုးတွင်ကျွန်တော်ပင်တက်ရှိုက်ရက်ကားလက်မပေါ်အချိန်မီတလာနိုင်သောလမ်းဘေးကနွားအုပ်စီတို့အာယုံလွှဲပြယူခဲ့ရပါသည်အိမ်ထဲတို့ပစ္စည်းများချတော့အခါသမင်းချက်အတော်ကြီးနှင့်အတူအိမ်နီးချင်းတယောက်ကကျွန်တော်တို့ကိုကူညီတဲ့ပေး၏စာကြီးကန်းဖြစ်နိုင်သောအခါနဲ့အထိတစ်တာများကိုတဲချပေးခဲ့ရန်စာရေးဆရာကတောင်းဆိုတော့အခါကျွန်တော်စိတ်ပါလက်ပါကူညီခဲ့ပါသည်သူမတစ်လုံးနေထိုင်တော်ရမည်တက်ရတော်တသားအင်္ဂလိပ်ကိုဝေဝဲစူဆန်ကြည့်ရှုကတက်ကြွနေခဲ့၏အခုမှစာအုပ်စင်အပေါ်ရီရှိရလာရင်သူမ၏နူထီတော်တမ်းမှာခွန်အားအပြည့်မြစ်သိပ်တင်တတ်မှုအပြည့်ဖြစ်သည်စာရေးဆရာကပြုံး၍ခေါင်းရမ်းပြလိုက်တော့အခါချက်ပင်တစ်ချက်ခါလျက်ရီမောလိုက်တော့သူမနှခမ်းများနှုတ်ပြိုပလန်ဆန်းလာပါသည်ကျမတို့စာအုပ်စနေထားလောက်ကြတာပေါ့ပြင်တစ်စာရေးဆရာကတက်အင်္ဂလိပ်စာရေးဆရာတွေကတက်ဂျာမန်စာရေးဆရာတွေကတက်ထားရအောင်နော်အမျိုးအစားမတူတာတွေဖွဲ့ပြီးစီလိုက်ရရင်ကောင်းမလားဤစကားတံမှာကျွန်တော်ပထမဆုံးကြားပူသောသူမ၏စကားတံဖြစ်ပြီးကျွန်တော်နောက်ဆုံးကြားပူသောစကားတံလည်းဖြစ်ပါသည်နောက်ထပ်နေ့များစာအတွင်းသူမ၏အတန်ကိုကျွန်တော်ကြားခွင့်မကြုံတော့ပါနောက်မှကျွန်တော်တီးရဒီမှာသူမ၏ထူးဆန်းစွာပင်ကျွန်တော်လီစာနဲ့တက်သောကြပြဆရာတူဖြစ်နေခဲ့သည်
ထိုချိန်တုန်းကပင်သူမ၏ပင်ကိုယ်ရေးကဗျာအနေအချင်းနဲ့ဘာရပြန်ကဘာနာကိုတက္ကစီမောင်းသမားတယောက်ဖြစ်တော့ကျွန်တော်ကမြစ်တက်မြင့်နိုးစွာတင်ဆက်ထားခဲ့ပြီးဖြစ်ကြောင်းအချိန်ချင်းတွင်သူမကိုပြောပြခွင့်ရခြင်းတည်းရန်ဖန်ရန်ခါသူမတို့အိမ်ရှိလိုက်ခဲ့သွားစဉ်သူမကိုတင်မြင်ရကြပါသည်သူမသည်စားကြည့်ကန်းဖြစ်နိုင်တော့ကျွန်တော်တခါကစာအုပ်တတများချပေးခဲ့တော့ခန်းတွင်ဗရင်မောက်ပေးနိုင်ထိုင်ရဲ့ဒီစုံတစ်ခုကိုစိတ်ပါလက်ပါငုံကြည့်ပြုလို့နေသည်ကိုကျွန်တော်မကြာခဏတွေ့မြင်ခဲ့ရသည်ပူလောင်သောနွေညများတွင်၎င်းဒစိမ့်စိမ့်ရွာတွန်းသောမိုးဦးတူးညနေခင်းများတွင်၎င်းသူမထိုနေရာတွင်မလုံးမရှက်ဆွေးမြဲစွာတည်ရှိနေတတ်သည်သူမဇွေသားကြီးကိုနှုတ်ရထွက်ရလက်ပတ်တီကိုကျွန်တော်မကြုံဘူးပါသူမရောက်ခါစားကားလာတော့ငါတော့တစ်ချိန်သူမတို့လင်မယားနဲ့ကျွန်တော်ရုပ်ရှင်ရုံနဲ့စုံမိကြဘူးပါသည်စာရေးဆရာကြီးကျွန်တော်အားအငားကမောင်းတပါးတယောက်ဖြစ်ပင်မမိပုံမရပါသူမကတော့ကျွန်တော်ကိုအတိမတ်ပြလွယ်မျက်လုံးများဖြင့်ကြီးခဲ့၏ရုပ်ရှင်ကပြန်ထွက်တဲ့သူမကိုခိုးကြည့်တော့ကျွန်တော်မျက်လုံးများကိုသူမမိသွားသည်သူမသည်တောက်ပလည်လည်သောမျက်ဝန်းများဖြင့်ကျွန်တော်ကိုခါကြကြချီခဲ့သည်ထိုမျက်ဝန်းများသည်ကျွန်တော်ကိုဖောက်ထွင်းတိမြင်တော့အတိညာညင်သောမျက်ဝန်းများဖြစ်သည်ထိုမျက်ဝန်းများသည်သစောကရုပ်ရှင်တွေကဝီတာဟေဝတ်ကဂလင်ဖော့ကိုစိုက်ကြည့်လိုက်တော့မျက်ဝန်းများနှင့်စင်တူဒီဟုကျွန်တော်ထင်ပါသည်သူမမျက်နှာတော်ချင်းထိထိုမျက်လုံးများကိုကျွန်တော်မြင်ရောက်နေမိသည်ထိုမျက်လုံးများကြောင့်ပဲသူမတို့အိမ်ရှိမှမကြာခဏထက်ချောင်းမိပြီးဖျက်ရှောင်းမိတိုင်းသူမရှိရာခန်းစီတို့ဝှေ့ဝဲရှာခွေပြီးမှသည်သူမဒီတခါတရံကျွန်တော်ကိုမြင်ပြီးတခါတရံမမြင်ပြန်ပါနေ့စဉ်တမီရိုးကြရင်းနှီးဖွယ်မျိုးလေးတစ်မျိုးတွင်အိတ်တဲ့အိမ်အခန်းတစ်ခုရ၌လာပေါင်းများစွာနှစ်ချီ၍သူမဘလိုများနေထိုင်နိုင်ခဲ့ပါလိမ့်စာရေးဆရာကြီးအခန်းပွဲများလူမှုရေးကိစ္စများတွင်တယောက်တည်းကတက်ရောက်လေးရှိသည်ဇနီးရောဆရာကတော်ရောဟုမိငန်းကြလဲကျွန်တော်မိန်းမကလူတော်တို့ရောက်မှာမကြိုက်ဘူးဗျတိတန်နေစနာတိတ်အေးတာဘူးဖြစ်တတ်သည်နောက်ပိုင်းနဲ့စာရေးဆရာကတော်ကိုလူတွေမိသွားကြတော့ဤမိနိုင်သူမှာကျွန်တော်တယောက်ထဲတာဖြစ်ပါသည်သူတို့လင်မယားတယောက်ကိုတယောက်ချစ်ကြရဲ့လားဤမေကွန်ကြီးစောပိုင်းတွေမှာကျွန်တော်တို့မျိုးတွေကိစ္စတော့မေကွန်တစ်ခုဖြစ်ခဲ့ဤသူမတို့လင်မယားကိုစိတ်ဝင်စားခဲ့သူမှာကျွန်တော်တယောက်တည်းမဟုတ်ပါမြို့ပေါ်ကားတူရဲ့တော်များပင်စာရေးဆရာနဲ့သူဇနီးကြောင့်စိတ်ဝင်စားဆက်စုခဲ့ကြဘူးသည်ထမင်းချက်တော်ကြီးမှတဆင့်တီးရသည်ဆိုတော့စကားညာအရသူမတို့နှစ်ယောက်တယောက်ကိုတယောက်ချစ်ကြပါသည်တို့တော့သူမတို့နှစ်ယောက်မတူညီကြပါဒါကိုတော့ကျွန်တော်တတိပြုခဲ့မိပါသည်သူမဒီရင့်ကျက်သောမျက်ဝန်းများရှိသည်စာရေးဆရာရဲ့ဘာကိုမှမတိနားမလဲတော့အပြည့်ကင်းစင်ကြီးမျက်ဝန်းများရှိသည်သူမတွင်နှုတ်ပြသောနှခမ်းများရှိသည်စာရေးဆရာတွင်6တွေ့ရင်ရောသောနှခမ်းများရှိသည်သူမတွင်တွေ့လျတန့်ရှင်သောလက်ချောင်းများရှိသည်စာရေးဆရာတွင်မတိမတက်ခဏညက်လက်ချောင်းများရှိသည်သူမသည်မြို့သိပ်တတ်သည်စာရေးဆရာကဖွင့်ဟပောက်ကွယ်တတ်သည်အတော်ကြီးဤစကားများရဆိုရင်သူမတို့နှုတ်ကြားတွင်သူညီရောအရာမှာဉာဏ်ဖြစ်လင်စာအုပ်များဖြင့်ဖြစ်ပေါက်လေရှိခြင်းပင်ဖြစ်သည်အခြားစားရနာမှာပို၍စိတ်ဝင်စားပွဲကောင်း၏သူမရီနေ့စဉ်စာဖတ်ခြင်းအလုပ်ကိုလှုပ်သူဖြစ်ပြီးစာရေးဆရာကတော့ဘရောမစာမဖတ်ပဲစာရေးခြင်းအလုပ်ကိုလှုပ်သည်သူမတို့ဒီညစဉ်ပြင်းဤညီမွေးဖွယ်ရာခေါင်းစဉ်များဖြင့်စကားပြောနေကြသည်အများအားဖြင့်စကားပြောသူမှာသူမဖြစ်ပြီးနားခေါင်သူမှာစာရေးဆရာဖြစ်သည်တခါတည်းရန်စကားပြောနေရင်မှခဏလေးဦးထားထွက်ပြီးမှမဆူဆောင်ရတဲ့ရဖြစ်ပြန်ရောက်လာကချက်ချင်းကောက်ချက်ရေးမှတ်သူမှာစာရေးဆရာလာဖြစ်သည်ထိုအချိန်ညတွင်သူမသည်ကျင်းညနေတဲ့လျက်ခင်မွန်းဖြစ်သူကိုချင်းမြန်နိုးတော့အကြီးဖြစ်ကြီးကပြောလက်စကားများကိုနောက်ထပ်စိတ်ရှိလက်ရှိပြန်ပြောနေပြန်တော့တယ်တဲ့မမောနေတဲ့စွာစုကူခံရတော့မိဘာပါမပြန်တော့ပန်းငယ်တပွင့်ဤမာနနေဖြင့်လန်းဆန်းမော်ကြွားနေခဲ့လိမ့်မည်ဟုကျွန်တော်ထင်ပါသည်သူမအီမျိုးလေးတို့ရောက်လာတာနှစ်ပေါင်း20အတွင်းကျွန်တော်တို့အားလုံးထူးခြားသောပြောင်းလဲမှုဟူ၍မရှိခဲ့ပါမြို့လူဦးရေနဲ့ငယ်တိုးခြင်းဆောက်လောက်ဆိုင်3ခုအတစ်တိုးခြင်းဈေးတစ်ခုတိုးလာခြင်းတစ်ပင်များရောနဲ့ကပို၍ပူအိုက်လာခြင်းတို့ရာပြောင်းလဲမှုရှိခဲ့ပါသည်တို့တော့သူတို့လင်မယားကတော့အကြီးကျယ်ပြောင်းလဲခဲ့သည်စာရေးဆရာကြီးပို၍အောင်မြင်ထူးချွန်လာပြီးဒူဤစာများမှာရခင်ကလိုခပ်ပေါ်မဟုတ်တော့ပဲနဲ့နဲ့ပြောင်မြောက်လာခဲ့သည်သူဤအတွေ့များခံစားချက်များတသနာများသည်ပြင်းပြဆူရှားသောထားကြောင်းများအဖြစ်ပြောင်းလဲလာခဲ့သည်ရခင်ကကျွန်တော်လေးနဲ့မထားခဲ့တော့စာရေးဆရာကြီးအိမ်မက်တစ်ခုနဲ့ပင်အဝေးမှာကျန်ရစ်ခဲ့ပြီး
ယခုကျွန်တော်တို့တွေ့နေရတော့ဇာရေးဆရာမလူတော်တယောက်ဖြစ်လေနေသည်သူမကတော့သူမ၏ကြပြဆရာအဖြစ်ကိုဆွန့်လွတ်လိုက်လေတလားသူမ၏ကြပြများကို10နှစ်အတွင်းတစ်ခုမှမသိမြင်ရတော့ပါကျွန်တော်တို့မျိုးကလေးကသူမ၏စိတ်ကူးများအားဝါမျိုးဖြစ်လိုက်တကယ်တော့ပင်ဖြစ်သည်သူမ၏စာပတ်ပရိသတ်များသူမနာမည်ကိုမေးစာပြုလာတော့သည်သူမကိုမမေ့နိုင်သူကကျွန်တော်တယောက်ထဲတာဖြစ်ပါသည်သူမဘာသာပြန်ခဲ့တော့ဂျာမန်ကြပြမှာပြင်သစ်ကြပြများကိုကျွန်တော်မကြထုတ်ဖတ်ဖြစ်ခဲ့ကြောင်းသူမကိုပြခွင့်ရမိနေကိုကျွန်တော်ဆောင်စားရင်းအချိန်ကုန်လွန်သွားတော့သည်ကျွန်တော်သူမကိုစာရေးဆရာကတော်လေးအဖြစ်ပို၍စိတ်ဝင်စားကြောင်းသူမကိုကျွန်တော်ပြောပြခြင်းသည်သူမ၏တည်ငြိမ်ရွှင်မြတော်မြို့ဝများကြောင်းကျွန်တော်သိချင်သည်တန့်ရှင်းပြလာတော့လက်ချောင်းကလေးများကြောင်းကိုကျွန်တော်သိချင်လာသည်သူမ၏ရဲရဲပြင်းပြတော့စိတ်ကူးများနှက်ဆိုင်တော့ကြည်ကွဲမှုများနာကြီးတော့ဝေဒနာများအကြောင်းကိုကျွန်တော်သိချင်သည်သူမကကဘာဆက်ရည်ဖြစ်လင်သူမ၏စကလုံးများအလင်းများသူမရွေးချထားတော့တဲ့များကိုကဲခတ်ပြီးသူမကိုအနေချင်းတည်နိုင်အောင်မည်အခုတော့သူမဒီနှစ်ပါးများစွာပဲငြိမ်သက်သွားခဲ့ပြီမိမတယောက်၏အတဝင်မှုကြောင့်ကျွန်တော်မစင်စားဖြစ်ခဲ့တာကြပါပြီမိမတယောက်၏အုံနောက်တီသူမ၏ခန္ဓာကိုယ်လောက်အတုံးကြလိမ့်မည်ဟုဘယ်တော့မှကျွန်တော်မထင်ခဲ့မိပါတခါတည်းမချင်မတော်ရအများဆုံးလာဒီခါလူတွေပါလို့ကြတယ်လဲကျွန်တော်မသိပါကျွန်တော်ကတော့မချင်မတော်ရအများဆုံးလာရပြီးကိုလည်းဘာမှမတတ်နိုင်ကြည့်ခါညနေတိုင်းလို့အရက်တောက်ဖြစ်နေပါတယ်အရက်ဝိုင်းတွင်ဖန်ခွက်ခြင်းထိမိသည့်အခါများ၌ကျွန်တော်လေးစားတဲ့မိန်းမတယောက်တွဲဟုရေရွမိတတ်သည်ကျွန်တော်အပေါင်းတင်များကလောင်ရီကြသည်မိန်းမဆိုတာတောင်စင်ရီမရပါဇက်ရတာခံပြတတ်သည့်သူတို့စကားများကိုကျွန်တော်မခံနိုင်သည့်အဆုံးမှာတော့အနည်းဆုံးကလူကိုဆွဲထိုးပစ်ပြီးကျွန်တော်ကိုအရက်ဝိုင်းဆုံးသက်လေရှိသည်လာပါများစွာနေ့ချီရိကာလာစာမြင်ခဲ့ပြီးနောက်သူမတို့အိမ်ရှိမှဖြစ်သွားတော့အချိန်များလာသည့်နည်းတူကျွန်တော်မြင်ရသည့်သူမ၏နေဝများကိုတစအကဲခတ်တက်လာသည်ဒီကြဒီမှာသူမ၏မျက်လုံးများဖြည်းဖြည်းပြောင်းလဲသွားခြင်းပင်ဖြစ်သည်သူမ၏မျက်လုံးများတွင်တက်ကြွမှုများကျဉ်းတဲ့တိမ်မှုများပျောက်ကွယ်သွားပြီးတရောလောင်ပြောင်မှုများဘာကိုမှတန်ဖိုးမထားတော့ပစ္စလက်ထားရိပ်များအစားထိုးဝင်ရောက်လာခဲ့သည်ကျွန်တော်စိတ်ကူးရင်လေးရှိတော့သူမ၏ကြပြများအကြောင်းပြန်ပြောရန်စူးစမ်းမှုစိတ်ကူးများကြီးလဲတခါမှအကောင့်ထဲမပေါ်ပဲရှိနေခဲ့သည်ဒီလိုနှစ်ပင်အေးမြတော့ဇန်နဝါရီနှစ်ခင်တကူတွင်သူမတေဆုံသွားသည့်တွင်ကိုကျွန်တော်သိလိုက်ရသည်ထိုနေ့ကကျွန်တော်ဘာမှမယုံကြည်နိုင်ပဲဖြစ်သွားခဲ့ရသည်သူမကိုမိတော်ထားကြသူများကသူမကိုမမြင်နာကြပြီဖြစ်ကြောင်းနာတာရှည်ရောဂါတစ်ခုခံစားနေရသည်ဆိုကြောင်းသတင်းစကားအဖြစ်သုံးသပ်ဆွေးနွေးကြခြင်းကျွန်တော်နာကျင်တုံလို့စွာငြင်းမောနေခဲ့ရသည်သူမမှာဘာရောဂါမှမရှိကြောင်းကျွန်တော်ဘယ်လိုလုပ်ပြောနိုင်ပါမည်နည်းမတေဆုံးမရနေခင်ကသူမကိုနောက်ဆုံးသိမြင်ခွင့်ရတော့အပြင်လူမှာကျွန်တော်ရာဖြစ်နေခဲ့သည်ထိုညနေခင်းတွင်သူမသည်ခြံတကားအနီးတွင်မတရရက်ရှိသည်ဖွာလန်ကျင်းနေတော့အညိုရောင်လိုင်းများအဖြစ်စပင်များဝေးလင်းရက်ကျွန်တော်ကိုလမ်းကြည့်လိုက်တော့သူမ၏မျက်လုံးများတွင်တောက်ပမှုကိမဲတရားရှိတော့လဲယောဂအရေးအယောင်မရှိပါမနေ့ပြန်တီတော်မိသူတယောက်၏မျက်ဝန်းမျိုးလည်းမဟုတ်ပါတခုခုဖွင့်ပြောလိုက်တော့မလို့မျက်လုံးများဖြစ်သည်ကျွန်တော်နဲ့သူမမျက်လုံးချင်းစုံချင်းအကြာရှည်ဆုံးညနေခင်းတစ်ခုလည်းဖြစ်သည်တို့တော့ထုံးစံအတိုင်းကျွန်တော်တို့ဘာမှမထူးခြားစွာပဲမျက်နှာလွှဲခဲ့ကြပါသည်တညအတွင်းလူတယောက်ရုပ်တရက်တည်ဆုံးနိုင်ပါသလားဘာယောဂဖြစ်တည်ဆုံးရတယ်လဲဘယ်သူမှမတိကြပါဆရာဝန်ရောက်ချိန်တွင်သူမတည်ဆုံးနေပြီဟုသာအကျဉ်းချုပ်တီးခဲ့ရသည်ကောင်းသလားတဲ့တွင်သူမသည်ငင်းချမ်းစွာအိပ်ပျော်နေသူပမာတည်ဆုံးရရှိကြောင်းအမှန်တကယ်ကျွန်တော်မြင်တွေ့ခဲ့ရပါသည်သူမရင်ဘက်ပေါ်တင်ထားတော့လက်ဖြားလေးတစ်ခုကိုပင်ကျွန်တော်မဝဲမရဲတိုးထိချီးခဲ့ပါသေးသည်ထိုလက်ကလေးမှာအေးဆက်လျက်ရှိသည်ကျွန်တော်သူမကိုစိုက်ကြည့်ရင်ဝမ်းနည်းလာခဲ့၏ကျွန်တော်တမိုးထားတော့လက်ကလေးကိုချင်းမြတ်နိုးစွာကိုက်တဲ့ကြွခဲ့ရချိန်ကြီးသူမတေဆုံးသွားချိန်မှတာဖြစ်သည်ထိုဖြစ်သည်ကျွန်တော်ယူကျုံမရဖြစ်ရတော့အောင်မထူးဆန်းပါအသက်ရှင်နေစဉ်သူမ၏လက်ကလေးကိုကိုင်ကြည့်ခွင့်ရရလဲဘာအကြောင်းမှမရှိသူမသည်ကဗျာဆရာမတူဖြစ်ခဲ့ပြီးကျွန်တော်ကစာအုပ်များကိုချစ်တော့ကာမောင်တမတယောက်တာဖြစ်နေပါသည်ထို့တော့သူညာကကျွန်တော်ရက်မှုရင်မျက်ရည်ကျခဲ့ရသည်နောက်တနေ့တွင်သူမကိုဂူတွင်းကြိုပါသည်သူမ၏အတူဘက်တွင်စာရေးဆရာမတရားစပွဲဖြစ်နေ၏တရားနှင့်ဖြီးဖို့ဝိုင်း၍နားချနှင့်တိတ်မတီတော့လူများအားသူကသရတကြီးအဟစ်ကပောက်ကွဲငူကြီးနေခဲ့သည်
ကျွန်တော်ဇနီးဟာခင်ဗျားတို့ထင်တာထက်တန်မိုးကြီးတဲ့မင်္ဂလာပြားဟုတော်ရေရွတ်ဝမ်းနေနေခဲ့သည်တူဝါနေမှုကိုအများတကာထက်ပို၍ကျွန်တော်တိနိုင်သည်ဟုထင်ပါသည်သူမ၏အပူပေါ်တွင်တင်ရန်ပန်းတမွေးတလေးကိုမျှကျွန်တော်တည်ဆောင်သွားခြင်းမရှိပါသူမကိုယ်တိုင်ဒီပင်အလွန်အပေါ်တန်သောပန်းပင်တစ်ပင်ဖြစ်နေခဲ့ပြီးနောက်ကျွန်တော်တည်ဆောင်လာတဲ့မြမိတိပန်းပွင့်ကရောသူမအတွက်ထူခြားနိုင်ပါတော့မည်နီထိုညနေတင်ဆိုင်မှပြန်တွင်ကျွန်တော်ဘဝ၌တခါမှမလုပ်ဘူးတော့အလုပ်တစ်ခုကိုကျွန်တော်ပြုလုပ်လိုက်၏သူမကိုကွန်ပျူတာအနေဖြင့်သူမအတွက်ပန်းပင်တစ်ပင်စိုက်ပျိုးမိခဲ့ခြင်းပင်ဖြစ်ပါသည်အခုလိုဆုံးဖြတ်နာဆင်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်